ကိုခဏခဏနေကြတယ်ဟောဒီတောက်လို့ရလား Ovaltine တောက်လို့ရလားမဟုတ်လေတခုခုတောက်ချင်တယ်လေလူတွေကရေနဲ့မပြီးဘူးမိုင်လိုတောက်လို့ရလား ensure တောက်လို့ရအဲ့ဒါနဲ့ကျမစဉ်းစားမိတာနဲ့အဲ့ဒါညအင်တာနက်မှာသွားဖတ်ကြည့်တယ် company သူတို့ company website ကိုသွားလိုက်တာပေါ့ကျမဘယ် website ကိုသွားလဲဆိုတော့ဟိုဟာဒီ Ovaltine ထုတ်တဲ့ Switzerland က originally အခုနောက်ပိုင်းယူရီးယားတွေပါတွေကလည်းလုပ်တယ်လေဗမာပြည်ကိုလာတဲ့ဟာတွေကယူရီးယားတို့ဟိုတရုတ်တို့နော်အင်္ဂလန်ပါညာအဲ့ဒီဟို originally စာ Switzerland ကအဲ့တော့သူတို့ website မှာကျွန်မဖတ်တယ်ဘာတွေပါလဲကျွန်မလည်းသေချာမသိဘူးနော်ဘာတွေပါလဲဆိုတော့ဟာ shocking နံပါတ်1ကျွန်မအမြဲပြောနေတယ်လေ gluten မစားကြနဲ့မစားကြနဲ့ဘာကြောင့်လဲဆိုတော့ကျွန်မတို့အခုစားတဲ့ gluten တွေကဟိုရှိရ gluten ကျွန်မတို့ငယ်ငယ်တုန်းကလည်းတောက်တာပဲဒီ Milo တို့ Ovaltine တို့ပါတော့ဒါပေမဲ့အခု Milo တွေပါပြီကျွန်မတောက်ကြည့်တယ်တောက်လို့မရဘူးဟာအရန်ချုံတယ်နောက်အရသာကြီးကလည်းတစ်မျိုးလုံးဝကို quality ကပြောင်းသွားအဲ့တော့ तू က essentially ပါလဲဆိုရင်ဒီ Milo တို့ Ovaltine တို့ဟာ it's a gluten drink gluten in the form of barley နော် barley ကနေပြီးတော့ဒီ gluten တွေကိုတရားတွေနဲ့ရောထားတာတေးပြီးလေအဲ့ဒါတောက်ရင်တရားလေ fructose တရားတွေဒါကြောင့်အားချိုတာ glucose ကဘယ်တော့မှအလောက်မချိုဘူး table sugar လည်းအလောက်မချိုဘူးအခုဆို fructose တရားတွေကသူတို့ကအရန်ရောင်းကောင်းတာမုတ်လို့တဲ့လူတွေကလည်းဝယ်ဒါကြောင့်မလို့အကုန်လူတွေဒုက္ခဖြစ်တာအော်ကျွန်မသိတာအိုးဒါကြောင့်အဲ့ဒီမှာဘယ်လောက်ထိပါလဲဆိုတော့ဒီ Milo တို့ Ovaltine တို့ကဟိုပါပေါ့နော်26 gram of sugar is a lot ဒီ Milo တစ်ခွက်တောက်ပြီးရင်တနေ့လုံးဘာမှမစားနဲ့တော့လေတေးပြီဟုတ်လားဒါကြောင့်မလို့ဒီ fructose ကကျန်းမာတဲ့လူတစ်ယောက်အတွက်စီးကြုံမရှိတဲ့လူနော်ကျန်းမာတဲ့လူတစ်ယောက်အတွက်ဆိုရင်တနေ့ကို25 gram လောက်ပဲစားတဲ့အသေးကိုမထိခိုက်အောင် long term ဒီစီးကြိုရှိတဲ့လူဆိုအဲ့လောက်တော့မရဘူး15 gram မှာဘာမှမရှိဘူးဘာလို့ကိုကလည်းနည်းနည်းပါးစားကြည့်နေတယ်လေအသီးလေးပါလေစားလို့ရပါတယ်နည်းနည်းပါးတို့ကနန်းစိတ်နာမှာပေါ့အကြီးအားရပါရယူမှာဖျဲဒီတစ်လုံးစားတာတို့ဘာလို့အဲ့လိုမလုပ်နဲ့လေဘာလို့လူတွေကထင်တယ်အသီးကကျန်းမာတယ်နောက်တစ်ခု ensure ကလူကြီးတွေကိုတိုက်တယ်နော်ကျွန်မပြောတာကဟုတ်တယ်အဲ့ရထဲမှာလဲနေပြီတကယ်အားမရှိဘူးဘာညာနော်တိုက်ရင်တိုက်ပေါ့ဒါပေမဲ့လူကောင်းတွေသွားမတော့နဲ့နော်ဒုက္ခရောက်သူလဲဒီဟိုဟာပေါ့နော်ဟိုဟာတွေနဲ့အဲ့ဒီ fructose ကြားတွေပဲဒါကြောင့်မလို့လေအဲ့ဒီမှာပြောလိုက်မယ်နော်ဆရာတော်ကြီးတွေကိုနော်အထူးသဖြင့်စီးလို့ရှိတဲ့ဆရာတော်ကြီးတွေ ensure တွေတော့မကတ်ကြနဲ့နော်ကိုကတော့နားမလဲလို့ပေါ့နော်ကောင်းတယ်အထုအမြတ်ကောင်းတယ်ဆိုပြီးတော့တိုက်တာအကုန်တော့ရောက်တာပဲအဲ့ဒါနော်အဲ့ဒီဟာဒါကြောင့်မလို့အဲ့ဒီဥစ္စာ Ovaltine တို့တောက်เสียလည်းမကြံတော့အဲ့တော့ကျွန်မပြောအုံးရည်တွေတောက်ကြရေတောက်စမ်းရည်တောက်အုံးရည်တောက် vegetable juice တွေတောက်နော်ဒါကြောင့်မလို့လူတွေကထင်တယ်အစီစားမှအစီဖြစ်တာမဟုတ်ဘူးနော်ဒီ fructose ကြားအရန်ဆိုးတယ်အစီကစားပြီးရင်အစီမဖြစ်ဘူးအဲ့ဒီအစီအကြောင်းလည်းတစ်နေ့ပြောပြအောင်မယ်အရန်ကို interesting ဒီအစီကိုဘာမှကြောက်စရာမရှိဘူးကြောက်ဖို့ကောင်းတာအဲ့ဒီတရားအဆိုးဆုံးပဲ